ပဲမျိုးစုံစပားနဲ့တီးနှံပင်များအထွက်တိုးခြင်းရဲ့အခြေခံဟာဟေ့မင်းတို့လေမရဘလို့တော့စိုက်လိုက်ကြတာလဲကွာငါ့ကိုပြောစမ်းမအောင်ဟုတ်တယ်ဟောဒီမှာဘာတွေနဲ့စိုက်လိုက်ကြတာလဲလို့မေးအေးကွာဘာတွေနဲ့စိုက်လိုက်ကြတာလဲငါ့ကိုပြောစမ်းပါဒီမှာကိုတေရဲ့နှွေမိုးဆောင်300တီစလုံးသုံးတယ်ဝိစာရရဲ့အာတီတာတင်းနှံစုံသုံးကွန်မောင်းတက်မြေဩစာကိုသုံးတာအဲ့ဒါနဲ့ပဲစိုက်တာကိုတေရဲ့ဒါပဲဟာကိုတေဘယ်သွားမလို့လဲဗျငါလဲမင်းတို့လင်မရလို့တထဲပြစ်ချင်လို့အခုချက်ချင်းအာတီတာပြေးဝယ်မလို့ဟေးစစ်မှန်ပြေးဝဝိစာရမြေပဲနဲ့ပဲမျိုးစုံအရေးအသွေးမြင့်အထွက်ကောင်းစေဖို့အာတီတကိုမြေကန်သုံးကြပါစို့